ဒီဗီဒီယိုဖိုင်မှာ Telegram မှာကိုယ်နဲ့အမြင်မကြည့်လို့ကိုယ်နဲ့ရံဖြစ်လို့ဘလောက်လိုက်တဲ့ကိုယ့်ရဲ့တငယ်ချင်းတော်၎င်းကျွန်တော်တို့ group လေးတော်၎င်းကိုဘလောက်လိုက်တဲ့အရာကိုစိတ်ပြေမှပြန်လေတစ်ဖက်ဘလောက်ဖြီးမယ်ဆိုရင်ကျွန်တော်ဘယ်သေးကိုဝင်ပြီးတော့လုပ်လို့ရလေဆိုတဲ့အကြောင်းအရာလေးကိုပြောပြသွားမှာဖြစ်တယ်။ Okay ဦးစားကျွန်တော် Telegram account လေးကိုရင်ဝင်ပါ Okay ပြီးသွားလို့ရှိရင်ကျွန်တော်တို့ setting တွေကိုဝင်ပါ Okay setting မှာကျွန်တော် privacy and security ဆိုတဲ့နေရာလေးကိုတစ်ချက်နှိပ်လိုက်ပါ Okay ဒီမှာတစ်ခါတန်းတွေ့ပါဖြစ်တယ် block user ဆိုတဲ့အားလေးကိုနှိပ်လိုက်ရင်ဒီမှာကို block ထားတဲ့အရာလူတော်လကောင်း group တော်လကောင်းအမျိုးမျိုးပေါ်လာမှာဖြစ်တယ်ကျွန်တော် block ထားတဲ့ဒီ5ခုက group တွေဖြစ်တယ် game တွေအရင် game site တွေကြားဖြတ်ပုံစံနဲ့အရင်တင်လာလို့ထွက်ပြီးတော့ကျွန်တော် block ထားတဲ့အရာတွေဖြစ်တယ်မိတ်ဆွေတို့ကဒီ block ထားတဲ့လူရှိတယ်ဆိုလို့ရှိရင်ဥပမာဒီလူကဒီအကောက်ကိုကျွန်တော် block ထားတယ်ဆိုလို့ရှိရင်အောက်ဆုံးကအကောက်ကိုဘေးနာကအဆက်30ကိုတစ်ချက်နှိပ်မယ်ပြီးတော့ unblock user လေးကိုနှိပ်လိုက်ရင်ရတော့ပါပြီအားလုံးကိုကျေးဇူးတင်ပါတယ်